ဒါဟာဘလို့မှထွက်ပြေးလို့မရဘူးလို့နမီကြီးရဲ့တင်မင်းတမန်ထောင်ပါဒါပေမဲ့တတိရှိတဲ့ဒီလူငယ်တစုကတော့ဒီထောင်ကိုစိန်ခေါ်ဖို့ကြိုးစားခဲ့ကြတယ်သူတို့ရဲ့လှုပ်ရှားမှုပြီးဆုံးတဲ့နောက်မှာတော့ကျိုးတွေကိုတုံးပြီးထောင်ရံတဲ့တိုင်းပေါ်ကိုတက်သွားကြတယ်ကောင်မလေးတယောက်ကတန်ကျိုးတွေကိုဖျက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲဘိုးအားထောင်ချီရှိတဲ့ရက်စစ်စီကြောင်ချက်ချင်းနှွေးစင်ထွက်သွားခဲ့တယ်ကံကောင်းစွာနဲ့ပဲအကာအကွယ်ကျိုးပါလားလို့သူအောက်ကိုပြုတ်ကျပြီးမတည်သွားခဲ့ပါဘူးဒါပေမဲ့သူတို့ထွက်ပြေးချင်နေဆိုရင်တော့အနီးနားကရက်စစ်ထောက်ပံ့ပေးတဲ့ကားကြီးကိုဖျက်ဆီးပစ်မှရမှာပါဒါကြောင့်လီဆာကအန်ကိုကျိတ်ပြီးတခြားသူတွေတားနေတဲ့ကြားကနေတတိုင်းပေါ်ကနေတန်းပြီးခုံချလိုက်ပါတယ်သူ့ဖွဲ့ဝင်ဂျုံကလည်းနောက်ကနေလိုက်သွားခဲ့ပါတယ်ဒီချိန်မှာပဲတန်းချက်ကကားတွေနဲ့အဆောင်တွေရောက်လာပြီးကြီးစံမိုးရွာနေတဲ့ကြားကနေသူတို့နှစ်ယောက်ရှိကိုပြေးတက်သွားကြတယ်နောက်ဆုံးမှာတော့ဂျုံရဲ့ကာကွယ်ပေးမှုအောက်မှာလီဆာကရက်စစ်ပေးကားစီဘုံတက်စင်နိုင်ခဲ့ပြီးခလုတ်ကိုနှိမ့်လိုက်နိုင်ခဲ့တယ်ဒါပေမဲ့အဆောင်တွေကလည်းအလျော့မပေးပဲနောက်ကနေထက်ချက်မကွာလိုက်ဖမ်းနေတော့မှာပဲကံကောင်းတာကလီဆာတုတ်ပြန်တာအယံမြန်ခဲ့တယ်အဆောင်တွေရက်စစ်ကားနာရောက်မှာပဲသူကဘုံကိုချက်ချင်းခွဲပြလိုက်ပါတယ်ရက်စီတမိတ်အတွင်းမှာပဲအဆောင်တွေအလုံးတေဆုံးသွားပြီးတတိုင်းပေါ်ကပိုအားမြင့်ရက်စစ်လိုင်းတွေလည်းပြတ်တောက်သွားပါတော့တယ်အဲ့ဒီခွင့်ရေးကိုယူပြီးကျန်တဲ့သူတွေကတတိုင်းကိုကြောကထွက်ပြေးလို့မြောက်သွားကြတယ်ဒါပေမဲ့သူတို့လွတ်လပ်သွားပြီလို့ထင်တဲ့ချိန်မှာပဲအပြင်ဘက်ကနေကွင်းကြောင့်သူတို့အားလုံးမင်သက်ပြီးစကားမပြောနိုင်ဖြစ်သွားကြရပါတော့တယ်